ခံယူတော်မူလိုက်ပါသည်တော့မြတ်စွာဘုရားဒီလိုဟုတ်လိုက်အခါပြတော့ကလေအားလုံးလေလူမင်းတွေကလည်းအကောင်းဆုံးအမြတ်ဆုံးအထွတ်အမြတ်တွေခါတယ်ပေးကြတာကျွေးကြတာအရာပြောနတ်တွေကလည်းသူတို့အကောင်းဆုံးအထွတ်အမြတ်တွေပေးကြတာစမ်းလျှောက်ကြတာတရားမင်းကလည်းဒီတိုင်းပဲနတ်မင်းပဲဗြဟ္မာမင်းကြီးတွေကလည်းဒီတိုင်းပဲအဲ့တော့တလောကလုံးကဝိုင်းပြီးတော့အချစ်ခံရတာသူ့လောက်ချစ်ခံရတဲ့ပုဂ္ဂိုလ်မရှိဘူးဗျာအဲ့ဒါအဟံပဲဗျာအကောင်းကြီးကြီးတော့ဝိုင်းစုပုံပေးတာအဲ့ဒါအဟံဟုတ်ဘူးလားဗျာအဟံဆိုတာအဲ့ဒါဗျာတတ္တဝါတွေတဲ့ဘောင်းများစွာမျက်စိတွေနော်ခန္ဓာကိုယ်တွေအသက်တွေပေါင်းများစွာစတေးပြီးတော့ရှားခဲ့တယ်ဘဝတွေအမျိုးတွေဆွေမျိုးတွေအကျိုးတွေကိုအသက်ဆုံးပြီးတော့ကဲခဲ့တယ်ဒါတွေလည်းပဲအဟံပဲဗျာဘုရားရှင်ကျေးဇူးတော်ကို45ရာကာလပတ်လုံးတနေ့မှာတဏှာကြီးနဲ့မိနစ်20ပဲဣတယ်ရှားပြီးသားပါတနေ့လုံးမှာတဏှာကြီးနဲ့မိနစ်20ပဲနားတယ်ပေါ့နော်ဘယ်လိုပြောမှန်းတော့မသိဘူးတရားလေးနဲ့နေတယ်ပေါ့ကျန်တဲ့ချိန်ကအလုပ်လုပ်နေတာသူပြီးတတော်ပြီးပုတ်လာတယ်အဲ့ဒါလို့တက်တော့ရိုက်ပြီးတော့45ဝါတက်တန်းလေးကအတူတူတရားဓမ္မပွင့်နေ45ဝါတဲ့နဲ့တက်တော့ပြီးတော့ဒီသာသနာကြံခဲ့အောင်ယောဂီတို့တပည့်တို့ထားခဲ့ခြင်းလုံးလို့ဒီကသုံးဖို့နော်တရားကြီးအစင်စစ်မပြောင်းထားခဲ့ခြင်းဒုက္ခမြတ်တက်တော့ရိုက်ပြီးတော့နော်အပင်မခံပြီးဆောင်ရရှာတယ်နော်ဘုရားသူရခြင်းကခါရီနာတာခေါင်းလေးကြိုက်တာဓမ္မလို့ပြောရင်သေရပါတော့တာပါပဲအဲ့ဒါလောက်အနိစ္စခံလုပ်တာဗျာအဲ့ဒါအဟံဟုတ်ဘူးလားအိုးဒါကြောင့်လူမင်းနာမည်ပြင်မှာနော်ဝါစင်းကိုပူဇော်ကြတာပဲရွှေကုံဖျားကြီးမှာဆိုရင်မာဂျူရီတလုံးဘယ်လောက်တာမလဲညာလုံးမောက်ထွန်းလာတာနော်တွင်းချီတာမှာဗျာဖျားနိုင်တစ်ချို့ဘယ်လောက်တာနော်တန်တစီကို1000လောက်မပေးရနဲ့လှလှပါပါပြင်လို့ရရလားအဲ့ဒါတွေကိုမနဲ့လှဲနဲ့တိုက်ပြီးတော့ထိုးရဖျားနိုင်ရဲ့ထုတ်လိုက်မာဂျူရီမီးတွေပါဒီအဲ့ဒီအတူတွေတနေ့ဖျားကိုဝိုင်းပေးနေကြတာနော်ဖျားရှိသေးရလား2500ရှိပြီဖျားမရှိတာဒါပေမဲ့သူကျေးဇူးတွေတတိယပြီးတော့နော်ပူဇော်ကြတော့လှူကြတော့ပေးကြတော့စားပါဗျာဖုံးပေးပါဗျာဟုတ်ပြီလားဒီလိုလေးပဲမဟုတ်လားဘာပေးနေကြတော့မဟုတ်လားပေးလာတော့လေအကောင်းတွေကြီးတယ်မဟုတ်လားအမေလက်တွေကြီးတယ်မဟုတ်လားတလောကလုံးကလူရဲနာရဲဒီမှာတကယ်အမေအမြတ်တွေကလှူခြင်းကိုခံကြုံမှုလိုက်တယ်မြတ်စွာဘုရားအရဟံတလောကလုံးရဲ့အချစ်ခံမြတ်စွာဘုရားအရဟံဘာဖြစ်လို့လဲလောဘဒေါသမောဟကိလေသာမရှိလို့ကိလေသာမရှိတော့လိုချင်တာတွေကုန်ရတယ်မဟုတ်လားခုမြတ်စွာဘုရားမရှိတော့ဘူးပေးကြတော့ကျွေးကြတော့လှူကြတော့တန်းကြတော့ရွှေကုံကြီးဆိုရင်ရွှေကုံစေကြောကြီးမှဆိုရင်တနေ့2သိန်း3သိန်းလောက်သာရှိမလားမသိဘူးနော်ကိလေသာမရှိတာလောဘဒေါသမောဟမရှိတာအကုန်လုံးကိစ္စပြီးတာပါလားဒီလိုမသိရပြီဘူးလားဆက်နေပြီးတော့လေလောဘနေတာဟာအကုန်ရတာပါလားဒေါသနေတာဟာအကုန်ရတာပါလားအလုံးကအချစ်ကြတာပါလားဒီလိုပဲမသိရပြီဘူးလားအရဟံဆရာလေးနော်အရဟံဆိုတာအဲ့ဒါအဲ့ဒီတော့ဒီကနေ့နေတူးနေမြလည်းဖြစ်တယ်အဓိကဆရာလေးခုယောဂီတွေခေါ်ပြီးတော့ပါပြတာကတပည့်တော်ကုသိုလ်တွေလည်းအမြတ်ပေးဖို့ဖြစ်ပါလေအထူးသဖြင့်မေတ္တာကမ္မထံထိုင်တတ်အောင်လို့7မိနစ်လောက်မေတ္တာကမ္မထံထိုင်ကြမယ်မေတ္တာကမ္မထံမထိုင်ခင်နေ့စဉ်ဆရာတော်ဘုရားကြီးခိုင်းတာတို့နော်အရဟံတို့မရဏတို့နော်ဒါတွေတရားထိုင်ရင်ဆင်ကြရမယ်နော်ပို့ပြီးတော့အရေးကြီးတာလေးပြောမယ်တရားထိုင်တိုင်းနေ့တိုင်းပေါ့နော်အချိန်မဟုတ်တော့နေ့မနေ့တစ်ချိန်ညတစ်ချိန်တော့ဖြစ်ပြီးပြင်းထိခိုက်စူးစိုက်စိတ်ပါလက်ပါဘာလို့ရမလဲနံပါတ်1ဘုရားရှင်ဆူတို့ကာယကံဝစီကံမနောကံတို့ဖြင့်ဘဝတန်တရားဆက်ကစ၍ဤနေကြအောင်ဘုရားရှင်ဆူတို့ပေါ်၌ကာယဝစီကံမနောကံတို့တပါးသောကံတို့ဖြင့်ပြင်းမှားမိသောအပြစ်များရှိပါကကြည်အေးတော်မူကြပါဖျားဒီခံတော်မူကြပါဖျားခွင့်လွှတ်တော်မူကြပါဖျားသုံးချိခွင့်အပြစ်ခွင့်ပန်ရမယ်ပြီးတော့ဖျားတပည့်တော်ဤခန္ဓာကိုယ်ကိုလည်းနော်ကိလေသာခတ်သိမ်းကင်းစင်ဖြူတော်မူ၍နတ်လူတတ္တဝါအားလုံးတို့မျက်နှိုးခြင်းချစ်ခင်ခြင်းလေးစားခြင်းကိုခံယူမှုလိုက်သောမြတ်စွာဘုရားဖျားပြီးတော့မှကျုံနာနှစ်ဖြာခန္ဓာ၅ပါးအနှင်းပါပြီဖျားလှူဒန်းထားပါပြီဖျားအနှင်းထားပါပြီဖျားဖျားပိုင်တဲ့ပစ္စည်းဘယ်သူမှလက်မတို့ရဲဘူးတလောကလုံးဘလောက်အာနာစက်ကြီးရဲ့လူဖြစ်တကော80ပါကြီးရဲ့လူဖြစ်
ဖယားပစ္စည်းမတွေ့ရဘူးဖယားပစ္စည်းဖြစ်သွားပြီမဟုတ်လားဖယားလှူလိုက်ပြီမဟုတ်လားဖယားလှူလိုက်ပြီးတော့ခေါင်းနာတယ်ဖြားတယ်ဘာဖြစ်တယ်ဆိုတာငါဟုတ်တယ်ငါပစ္စည်းဟုတ်တယ်လားချတာချဖယားပစ္စည်းနော်ငါတတ်ဖို့လူသေးလားအေးငါတတ်ဖို့လည်းမလိုတော့ဘူးကြောက်เสียကိုလူသေးသလားဟိုအတကဗာမီတယ်ညာမီတယ်အရာထဲမှာပြောတတ်ကြတယ်မဟုတ်လားမယုတ်တမှာအပမရှိပါဘူးနော်တဆေလည်းမရှိပါဘူးတရေလည်းမရှိပါဘူးအမြတောင်းတဲ့လူတွေပါတော့ရှိရင်ရှိမှာပေါ့ကုညီတဲ့နတ်တွေပါရှိမှာပေါ့နော်အဲ့တော့အမြတမ်းအဲ့လိုခန္ဓာကိုယ်အပ်တော့အဲ့ကလေးနှောင့်ယှက်မဲ့ပုဂ္ဂိုလ်များရှိတယ်မနှောင့်ယှက်ရဘူးဗျာဒါရင်မဟုတ်ဘူးတရားအထုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီပရိကံပြီးပြင်းနဲ့လောက်ရမယ်လို့ပြောတာနော်ယောဂီတွေဘုန်းကြီးများအမျိုးသားများဆိုရင်တင်မင်ခွေပြီးတော့ဒီလိုထိုင်လိုက်တာဘာမှမလုပ်ဘူးတန်လင်ကံအာဘုဇိတဝါနနော်ပါတယ်တော့ဟုတ်တယ်အဲ့ဒါအခါထားတန်လင်ကံအာဘုဇိတဝါနဥဇုံကာယံနိဗ္ဗိဒတိနော်နာရတဟရယံယတိတင်မြင်ခွေထိုင်လိုက်တာနဲ့ပြီးဆုံးအောင်မရတော့တင်ယောဂီကတင်မြင်ခွေထိုင်လိုက်တာနဲ့တရားထိုင်တော့မင်းတို့ပြင်ဆင်လိုက်တာမနက်ကရင်ကြီးတုံသွားတယ်ဘာမှမလုပ်ရဘူးနော်ဖယားစစ်သားတွေကဘယ်နဲ့တော့အာနာတကုဣတိပမကြည့်ဘူးလားဖယားအစွမ်းကြီးဗျာဖယားမေတ္တာတွေဗျာယောဂီတို့ကျင့်ထားတဲ့တရားတွေဗျာနော်တရားထိုင်တော့မယ်ဆိုတော့နာရတဟရယံယတိနောက်ရတယ်ဆိုတာမာနပဲမဟုတ်လားနော်မာနရဲ့တပည့်မဟုတ်လားအေးသူ့ကိုလည်းမေတ္တာပို့ရမယ်ဗျာမာနသားကြီးတဲ့အမြတ်ချမ်းသာပါစေအမြတ်ပို့ဗျာတရားနာမယ်အမြတ်ပို့အဲ့ဒီလိုယောဂီတွေပို့အဲ့ဒီလိုတကုဣတိပတ္တိတတ္တိအရှင်ဝါဒီကိုယ်ဆောင်းရှောက်မယ်မြတ်စွာဘုရားဆက်ကြီးတဲ့ဘုရားရှင်အစူးကြီးရဲ့တကုဣတိပတ္တိကိုယ်မှမရှိဘူးလားတရားနာမယ်နဲ့တကွာတတရထဝိရုလကဝိရုပက္ခလောကဆောင်နတ်ကြီးတွေရဲ့အဆောင်ရှောက်ကိုယ်မှမရှိဘူးလားအမလီအားတွေရှိလိုက်တာဗျာသိရင်အားတွေရှိလိုက်တာဗျာကိုယ်လုံးထားတဲ့တရားတွေကအာမကုရဘူးလားဗျာအန္တရာယ်တွေအကုန်ဖယ်ရှင်းပြီးတော့ကောင်းကျိုးမင်္ဂလာတွေအကုန်ဖြစ်မှာဗျာနော်အဲ့ဒီတော့ပြောချင်တာကပရိကံကိုပြီးပြင်းနဲ့လောက်ပါမနေ့တစ်ချိန်ညတစ်ချိန်အနည်းဆုံးနော်ဘုရားရှင်စုစုခန္ဓာကိုယ်အဲ့တဲ့ကာယကံဝစီကံကတော့ခန္ဓာကိုယ်အားနောက်ပြီးတော့နောက်ဘာလို့ရမှာလဲအားရင်ဘာလို့ရမှာလဲဟုတ်ပြီနောက်ပြီးတော့ဘာလို့လောက်ရမှာလဲဘုရားရှင်အစီအစဉ်နောက်ပြီးတော့ဘာလို့ရမှာလဲပြီးတော့ဘာလို့ရမှာလဲရှိဒီပြဆင်းဒီယောဂီတွေဘယ်လောက်လုပ်တယ်လို့ဒါကစမ်းကြည့်နော်ဒီတိုင်းလို့မမြတ်တဲ့ခါမှာပြီးသားကမေးတာကိုတမျိုးထင်လို့အချော်ပြီးတော့ဖြေတာဖြစ်နေတယ်ဆရာသမားကိုနိဗ္ဗာန်လမ်းပြတာဘုရားတန်မြတ်ဆက်ဆက်ကစပြီးဒီနေ့ကြအောင်ကာယကံဝစီကံမနောကအပြင်းများရှိရပါလားဘုရားကြီးကမှာပေါ်တိခါမှာဘုရားဖွင့်လို့ပါပဲဒီလိုမျိုးသုံးချက်ဟုတ်လားဒီဖျားပြီးတော့မှခန္ဓာကိုယ်လုံးနာမပြဘူးနိဗ္ဗာန်လမ်းပြတော့မြို့ကျေးဇူးရင်ဆရာတော်ဘုရားအာနန္ဒတိဘုရားဒီလိုဟုတ်လားအဲ့ဒါလို့ပရိကံပြီးပြင်းနေလို့ရမယ်ဗာမယ်ဒီလိုဟုတ်လားအဲ့ဒါမလုပ်ခင်နော်ဒီကဒီလိုကဓမ္မစရိယဆရာကြီးနော်ဒီကိုဦးကမျိုးစုံအားလည်းအထုပ်ပြီးသားသတိပရိယတိပြီးသားလေအများကြီးပြည့်စုံပြီးသားတောင်းလို့ဆိုယောဂီတွေဆုံးကြရအောင်နန္ဒကြတာအဲ့တော့ဆရာဥပ္ပူကမနေ့ကဆရာကြီးတို့လျှောက်ခဲ့တယ်ယေရှုရှင်လေးဆရာတော်ဘုရားကပြာသူလာပြည့်တော့တယ်နော်လီတဟောဟောနဲ့လက်တော်လာပြည့်ပြာသူလောက်လီတဟောဟောနဲ့အဲ့ဒီလေဒီကျောင်းနေရာမှာဖုံးဆိုးတော်တယ်မှာစီရီ6တယ်ပေါ့နော်အရာပြောအတန်းကြီးစီရီကြီးကြားရတယ်ပြောရင်ဆန်းလာပြီးဖြစ်တယ်တရားမှာအဲ့ဒီလိုအောင်ဖြစ်ပြီးတယ်အဲ့ဒါမှဒါလုပ်လို့ဆိုတခါတော့အရာလေးနဲ့နာမှာရှိတယ်အသက်နဲ့ခန္ဓာကိုယ်စိတ်နဲ့ရှိတယ်တကူအိဒီပတ်တဲ့ပြည်စုံတဲ့ပုဂ္ဂိုလ်ကြီးအောက်တန်းလာပုဂ္ဂိုလ်ကြီးတတ်တော်ရီအားလုံးမိတ်ဖွဲ့ငါရန်သူမဟုတ်ဘူးကျွန်တော်မိဘတစ်ခွဲလုပ်ပြီးတော့လာနေငါကလည်းမိဘတစ်ခွဲဆက်လျှောက်ပါကျွန်တော်ကလည်းငါမိဘတစ်ခွဲကျွန်တော်ကတတ်တော်အားချမ်းသာအောင်ငါလာတာဒီဆိုအနတ်နေလည်းမရှိတော့ကြောက်တဲ့စိတ်ကြီးလေးပြေသွားဟောတရားအထုလို့ရှင်းတယ်မိတ်ဆွေအဲ့ဒါဒီလိုကအနာကိုဆရာအလုပ်ကိုဒီရလေးနဲ့အဲ့ဒါကြည့်တယ်တမင်လာပြီးမတ်တရက်ပြီးရှိတဲ့အမှန်မတ်တတောင်းခဲ့အဲ့ညအဲ့ဒီမှာရှိတယ်နော်ပိဋကရခါပေါ့နော်ဒီကိုဣတိပန်ပြည်စုံနော်မဂ္ဂနာတတ်တော့အကုန်လုံးမေတ္တာရမိဖွဲ့ပေးပါလေ
ယောဂီအားလုံးနဲ့ဒီအရှိပဲမတ်တရပြီးတဲ့ပြီးတော့တန်ပဲနမောတတ္တဘုရားကြောပြီးတော့နော်ဘုန်းတော်အားလုံးလိုက်ဆိုရမယ်ဟုတ်လားနော်7 ပါးသီလအတူချုပ်စောင့်တည်မယ်ဘုန်းတော်ကြီးတော်မြတ်စွာဘုရားဘုရားတပည့်တော်မသည်သရဏဂုံ3 ပါးနဲ့တကွ9 ပါးသီလတော်မြတ်ကိုခံယူစောင့်တည်ပါ၏ကျင့်သုံးပါ၏နှစ်ကြိမ်မြောက်9 ပါးသီလကိုခံယူစောင့်တည်ပါ၏ကျင့်သုံးပါ၏3 ကြိမ်မြောက်9 ပါးသီလကိုခံယူစောင့်တည်ပါ၏ကျင့်သုံးပါ၏မြတ်စွာဘုရားအဲ့ဒါအတူကျိုးယူတာမနေ့ကယူတဲ့အသေးစိတ်ယူတဲ့သီလတွေထပ်ပြီးတော့သီလဆေးလိုက်တာသီလဝိသုဒ္ဓိဖြစ်သွားပြီအားရရှိသွားပြီနော်အဲ့လိုအားရရှိပြီးတဲ့နောက်နေ့စဉ်နေ့တိုင်းမနေ့တစ်ချိန်ညတစ်ချိန်ဒီတရားထိုင်တဲ့အခါမှာအိမ်မှာဖြစ်ဖြစ်ကျောင်းမှာဖြစ်ဖြစ်နော်အမြဲတမ်းတရားအားထုတ်လို့အနှစ်20ရှိပြီ30ရှိပြီဘာမှတို့ထူးထူးခြားခြားမရပါဘူးဆိုတာမရဘူးတာပြောတယ်ဘာမှစောက်ကြအံကြအခြေခံကစပြီးတော့လောက်ကြရဲ့လားလောက်တယ်လို့ထင်ရလားအဲ့ဒါတွေလောက်တာအပူလို့ထင်တာဗျာမေတ္တာပို့နေရတာတော့အပူလို့ထင်တာဗျာအာနာပါနမှတ်တယ်လူအာနာပါနမှတ်လိုက်ရမှအရသာရှိတယ်ထောင်းတာပိန်တာစသည်ဖြင့်ပို့လေကိုမှတ်နေရတဲ့တရားကိုတတ်မှတ်လိုက်ရမှအရသာရှိတယ်ထင်တာအဲ့တော့ကိစ္စမပြီးတော့တာမပြီးတယ်ပြောကြတယ်အခြေခံကစပြီးတော့ပြီးပြင်းထိုင်တာကစပြီးတော့ပြီးပြင်းလောက်ကြပြီဗျာနော်နေ့စဉ်လောက်ရမယ်အိမ်မှာဖြစ်ဖြစ်ကျောင်းမှာဖြစ်ဖြစ်အဲ့တော့တိုင်ပေးမယ်ပွင့်တော်မူကြကုန်ပြီတော့ဘုရားရှင်အဆူဆူပိစိကဗုဒ္ဓအဆူဆူအရိယာသူတော်ကောင်းအရှင်မြတ်အပေါင်းတို့ဖျားဖျားပြီးတော်သည်ဘဝတန်တရားအဆက်ဆက်ကစ၍ဤယနေ့ကြောင့်ကာယကံဝစီကံမနောကံ3 ပါးတို့တွင်တဘာဘာဖြင့်ပြင်မမိသောအပြစ်များရှိခဲ့ပါလျင်ဒီခံခွင့်လွှတ်တော်မူကြပါဗျာကြည်အေးတော်မူကြပါဗျာနှစ်ကြိမ်မြောက်လျှောက်ထားပါသည်ဗျာပွင့်တော်မူကြကုန်ပြီသောအဆူဆူသောဘုရားရှင်ပိစိကဗုဒ္ဓအရိယသာဝကအရှင်ကောင်းအရှင်မြတ်တို့ပေါ်၌ကာယကံဝစီကံကြည်အေးတော်မူကြပါဗျာ3 ကြိမ်မြောက်လျှောက်ထားပါသည်တောင်းပန်ပါသည်ဗျာပွင့်တော်မူကြကုန်ပြီတော့ဘုရားရှင်ဆူဆူပိစိကဗုဒ္ဓဆူဆူယဟနာပုဂ္ဂိုလ်ဆူဆူအရိယာသူတော်ကောင်းတို့ပေါ်၌မိဘဆရာသမားတို့ပေါ်၌ကာယကံဝစီကံမနောကံတို့တွင်တဘာဘာသောကံဖြင့်ကျူးလွန်ပြစ်မှားခဲ့ပြင်ခိမိတော့အပြစ်များရှိပါကဒီခန္ဓာမူကြပါဗျာခွင့်လွတ်တော်မူကြပါဗျာကြည်အေးတော်မူကြပါဗျာအဲ့လိုပြောတော့အပြစ်တွေကုန်ဆင်းရဲသွားတာမှားပါတယ်ဖေအားလို့ဝန်ခံလိုက်တဲ့လူတွေဘယ်သူမှစိတ်မဆိုးတော့ဘူးဒီလိုမဟုတ်လားအေးအဲ့ဒါဖယားရှင်ကပယ်ရှားပေးတာမဟုတ်ဘူးဗျာအဲ့ဒီအပြစ်တွေကိုနော်တကောနဲ့ပယ်ရှားပေးတာမဟုတ်ကိုယ့်ရဲ့မှားတာကိုမှားကြောင်းဝန်ခံရတဲ့စေတနာကမ္မသတ္တိလေးကအပြစ်တွေအလုံးဖယ်ရှားပေးလိုက်တာဟောတန်မြားပါတဲ့ပြစ်လေစင်းလုံးချောသွားပြီဗျာနော်အဲ့တော့စင်းလုံးချောသွားတဲ့ဒီခန္ဓာကိုရှုမယ်နော်ဘုရားရှင်ပဲပွင့်တော်မူကြကုန်ပြီတော့ဘုရားရှင်အဆူဆူပိစိကဗုဒ္ဓအဆူဆူယဟနာအဆူဆူအရိယာသူတော်ကောင်းပေါင်းတို့အားဘုရားပြီးတော့ဤယုံနာနှစ်ဖြာခန္ဓာ5 ပါးကို
စွန့်လှူပါ၏အနှင်းပါ၏ဖျားစွန့်လှူပါ၏အနှင်းပါ၏ဖျားစွန့်လှူပါ၏အနှင်းပါ၏ဖျားဟောကိုဖျားပစ္စည်းဖြစ်သွားပြီနော်ဒါကြောင့်တရားအားထုတ်လို့သိတဲ့မသာမရှိဘူးတဲ့ဖျားပစ္စည်းဖြစ်သွားတာဘယ်ပစ္စည်းမလို့ဘယ်သူကနှောက်ရှက်မလို့နော်အဲ့တော့ကြိုးစားအားထုတ်ကြနေမကောင်းလဲအားထုတ်ပြောက်သွားလိမ့်မယ်နော်နံပါတ်2ဆရာသမားကတော့မယ်ပြီးတော့ခန္ဓာကိုယ်အနှင်းမယ်နိဗ္ဗာန်လမ်းပြတော်မူသောကျေးဇူးရှင်မဟာကမ္မထာနာစရိယမောင်းတော်မြေစင်တော်ရဆရာတော်ဘုရားကြီးပေါ်၌ဘဝတန်တရားအဆက်ဆက်ကစ၍ကာယကံဝစီကံမနောကံတို့တွင်တဘာဝသောကံဖြင့်ပြစ်မှားခဲ့မိသောအပြစ်များရှိပါကသီးခံတော်မူပါဗျာခွင့်လွှတ်တော်မူပါဗျာကြည်တော်မူပါဗျာသီးခံတော်မူပါဗျာခွင့်လွှတ်တော်မူပါဗျာကြည်တော်မူပါဗျာစိတ်ထဲအဆိုင်ခဲလည်းပါပါစေနော်ဆရာကြီးလည်းမျက်စိတွေရောက်ပါစေနော်သီးခံတော်မူပါဗျာခွင့်လွှတ်တော်မူပါဗျာကြည်တော်မူပါဗျာဟောဆရာတော်ကြီးကိုဆရာနဲ့ဆက်လို့တန်မြာကပါခဲ့တဲ့အပြစ်တွေလေဟောတခါလေးစင်ကြယ်သွားပြီအဲ့လိုအပြစ်ကိုဝန်ခံကြတော့တဲ့စေနာကမ္မတတ္တိအစွမ်းဖျားပြီးတော့ဤယုံနာနှစ်ဖြာခန္ဓာ၅ပါးကိုလေနိဗ္ဗာန်လမ်းပြတော်မူသောဆရာသခင်ကျေးဇူးရှင်အားစွန့်လှူပါ၏အနှင်းပါ၏လှူဒန်းပါ၏စွန့်လှူပါ၏လှူဒန်းပါ၏အနှင်းပါ၏စွန့်လှူပါ၏လှူဒန်းပါ၏အနှင်းပါ၏ဖျားဟောဆရာသမားလည်းအပ်လိုက်ပြီနံပါတ်1ဘုရားကြောဘုရားခန္ဓာကိုယ်လူဘုရားရှင်အဆုအရိယသူတော်ကောင်းပေါ့နော်နံပါတ်2ဆရာသမားကိုနိဗ္ဗာန်လမ်းကြောင်းဆရာသမားကိုကာယကံဝစီကံကတော့ခန္ဓာကိုယ်လှူအဲ့ဒီပရိက္ခစောက်ကြအံကြလို့ပြီးတော့အရဟံပွားရမယ်မေတ္တာပို့ရမယ်သိခြင်းတရားပွားရမယ်ဒီလိုမဟုတ်လားအစီအစဉ်လေးကနည်းနည်းလေးဖြစ်တော့လို့ရတယ်3မိနစ်4မိနစ်ဖြစ်တော့နော်ဒီအစီအစဉ်နည်းစင်လို့အဲ့ဒီအခြေခံနေမပြည့်စုံတဲ့အတွက်ငါတို့တရားအားထုတ်တာနှစ်ပေါင်းဘယ်လောက်ရှိပြီဘာမှလည်းမထူးဘူးနော်ဝေဘူးဆရာကြီးကပြောတယ်သူ့ဝေဘူးတိုက်ထဲမှာရှိတဲ့သီလရှင်တွေနှစ်ပေါင်းများစွာရှိပြီဟဲ့ဖရားထဲမှာအောင်းနေတဲ့စိုင်ကောင်းထဲမှာအောင်းနေတဲ့တောက်တဲ့ကြီးကဘယ်လိုမြည်လဲဟဲ့တောက်တဲ့လိုမြည်ပါတယ်ဖရားဟုတ်ပြီမနစ်ကတော့ဘယ်လိုမြည်တော့မနစ်ကလည်းတောက်တဲ့လိုမြည်ပါတယ်ဖရားဒီနှစ်ကဘယ်လိုမြည်တော့တောက်တဲ့လိုပဲမြည်ပါတယ်ဖရားနောက်ထပ်ရောက်တော့ဘယ်လိုမြည်ပါတော့တောက်တဲ့လိုပဲမြည်ပါတယ်ဖရားပြောင်းမမြည်ဘူးလေနင်တို့ဟာကတစ်နှစ်လာလဲတောက်တယ်တစ်နှစ်လာလဲတောက်တယ်ဘယ်မှာတရားတွေကတိုးတက်လို့တော့အနှစ်20 30လာရှိပြီဆိုတယ်မတ္တညာသိင်ကြီးအဲ့ဒီလိုဇောက်ကြအံကြအခြေခံပရိက္ခဏတွေကစပြီးတော့လုံးမမလုပ်ဖဲကိုနော်ဖရာပြင်းပြင်းကြီးဝချနှာခေါင်းလေးမှတ်လိုက်ဖိုင်လေးမှတ်လိုက်နော်ပြီးတော့အမြလေးကိုလိုက်အိတ်ခဏလေးဝှေ့ကြတန်းကြည့်လေတချို့များထိုင်အောင်မှတ်ဘူးအိတ်ရထဲမှာအိတ်ရင်းနဲ့မှတ်ပြီးတော့အမလေးအဲ့ဒါအိတ်ဆေးတဲ့ဟုတ်ပြီကွာနော်အဲ့ဒီတော့ဆရာသမားလည်းခန္ဓာမြတ်စွာဘုရားတော်ကဆရာသမားကြောပြီးပြီခန္ဓာကိုယ်လှူပြီးပြီခုနကပြောတဲ့အရဟံမေတ္တာဘုနော်ဘုရားမရဏတတိအဲ့ဒါပြီးမှကိုလုံနေကြထွက်လေဝင်လေဒီတိုင်းဒီလိုမှတ်မှာနော်စောက်ကြအံကြအဲ့ဒီတော့ဒီကနေ့ထူးထူးခြားခြားဒီကမ္မထံ3ခုတည်းကနော်ပုဗ္ဗကိစ္စကမ္မထံ3ခုတည်းကမေတ္တာကမ္မထံလေးပွားများတတ်အောင်လို့နော်မေတ္တာကမ္မထံအလုံးလည်းပွားများပြီးကြပါပြီပွားများလည်းပွားများတတ်ပါတယ်မေတ္တာဆိုတာနော်မိဘမေတ္တာသာသမီမေတ္တာဒီလိုမေတ္တာမဟုတ်ဘူးအကျိုးစီးပွားချမ်းသာဖြစ်ထွန်းစေခြင်းတာတစ်ဖက်သားကောင်းစားစေခြင်းတာနံပါတ်1ကိုယ်ကကောင်းစားခြင်းနဲ့ချမ်းသာခြင်းနဲ့ချမ်းသာခြင်းမူလားဘေးကအန္တရာယ်တွေမကင်းစေခြင်းမူလားကိုယ်လိုပဲတစ်ဖက်သားကိုချမ်းသာစေခြင်းတာဘေးကအန္တရာယ်ကင်းစေခြင်းတာဒီစိတ်ကလေးလွယ်ပါမလားထားကြည့်စမ်းအပြောလွယ်တယ်မဟုတ်လားအပြောလွယ်တယ်နော်ခက်နေတာအဲ့ဒါပဲနော်ဒါကြကတော့ရတာကြီးဆိုတာပဲနော်အရှိရနဲ့ရှိသောအနန္တအစကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းရပါစေတချို့တီးလုံးနေတော့ဆိုသေးအဲ့ဒါတချင်းဆိုတာပဲ
နော်စော်ကြီးပေးတာကအဲ့ဒီအဓိပ္ပာယ်လေးစိတ်ထဲမှာတွင်းပြီးတော့ရွတ်ဖို့တွားပြီးတော့တူးတူးလေးရွတ်ဖို့ဆိုတာမဲတချို့အဲ့ဒီတောင်ဟောပြုသေးနော်ရင်းတိုက်တယ်လို့ပဲအဲ့တော့မေတ္တာတွေကမပို့တတ်ကြတော့မေတ္တာပို့တယ်ဆိုတာပါးစပ်နဲ့ဆိုရတဲ့အလုပ်မဟုတ်ဘူးလက်နဲ့ရော့အင်းလို့ပို့လို့ရတာမျိုးမဟုတ်ဘူးနော်မေတ္တာပွားပြီးတော့နေတာမေတ္တာပို့တယ်လို့ခေါ်တယ်ပွားတယ်လို့လည်းခေါ်တယ်နော်အဲ့တော့မေတ္တာပွားတာဘယ်လိုဟာတုံးဆိုတော့နံပါတ်1ကိုယ့်ကိုယ်သက်သေထူရမယ်ကိုယ်ဟာချမ်းသာခြင်းလားမချမ်းသာခြင်းဘူးလားအကျိုးစီးပွားတွေမဖြစ်ထွန်းခြင်းဘူးလားဖြစ်ထွန်းခြင်းလားငါနဲ့ထပ်တူတတ္တဝါမှန်သမျှအသက်နဲ့ခန္ဓာကိုထင်ရှားရှိတဲ့တတ္တဝါမှန်သမျှချမ်းသာကြပါစေဒါလည်းပဲဆိုရိုးပဲရှိသေးတာနော်မနေ့နှလုံးတောက်ညနေနှလုံးတောက်နော်ဆရာတော်ကရေးပေးတာဒေါခင်လေးငယ်တို့ကရေးပေးတာတနင်္လာပြီးနှလုံးတောက်ညနေရောက်တော့ဒီနှလုံးတောက်ဆေးစာရွတ်ထားပဲမဟုတ်လားတကယ်တောက်မှပြောက်မှာမဟုတ်လားအဲ့နှလုံးတောက်သုံးလုံးတောက်ကိုရွတ်နေပြောက်ပါမလားအေးချမ်းသာကြပါစေကျမ်းပါပါစေနှလုံးတောက်သုံးလုံးတောက်လို့ပြောတဲ့ဆေးညွှန်းအဟုတ်လို့မှစိတ်ထဲကနေပြီးတော့အဲ့တစ်ဖက်သားချမ်းသာစေခြင်းနဲ့စိတ်ကလေးပေါ်ရမှာအဲ့ဒီစိတ်ကလေးဒီမှာကိုပွားလာမယ်များလာမယ်တိုးလာမယ်ဒီနေ့ရှာအဲ့ဒီစိတ်တွေတစ်ဖက်သားကောင်းစားချမ်းသာစေခြင်းနဲ့စိတ်တွေတိုးပွားလာမယ်အဲ့ဒါမှမေတ္တာအဲ့ဒါမှတစ်ဆက်တစ်ပါးသောအကျိုးရတယ်မေတ္တာနော်ကိုပို့လိုက်တဲ့ခါတော့ဟိုတစ်ဖက်သားတွေလည်းအလုံးချမ်းသာကြတာအဲ့ဒီမေတ္တာမျိုးမှာမေတ္တာပို့လို့ဆိုတာပထမချမ်းသာပါစေဒုတိယငါဒီဘေးရအန္တရာယ်မကင်းရင်ဘူးလားဘယ်သူမှဘေးရအန္တရာယ်ဒုက္ခတွေ့တာဘယ်သူမှမခံစားကြဘူးငါမခံစားကြဘူးငါမခံစားရတယ်လို့ဘေးရအန္တရာယ်ကင်းတယ်လို့ပုပ္ပူရရအသက်နဲ့ခန္ဓာကိုယ်ထင်ရှားရှိတဲ့တတ္တဝါတွေအားလုံးလည်းပဲငါနဲ့ထပ်တူဘေးရအန္တရာယ်ကင်းကြပါစေဒါလေးကဟိုစိတ်ထားတတ်အောင်လို့သီတံကလေးရွတ်ပေးတာဒါရွတ်ရမှာမဟုတ်ဘူးဒါရွတ်နေရင်မနဲ့နှလုံးတောက်ညနေနှလုံးတောက်ဖြစ်နေမှာဟုတ်ဘူးလားဤဗျာမေတ္တာကဟုတ်ပွားတတ်ရင်ဘုရားဘာသာဒီအရဟံမေတ္တာဒီလောက်ကိုပွားတတ်ရင်ကိုသာသနာနဲ့တွေ့ရကြနတ်ပြီဗျာအမှန်တန်ဖို့ရှိတာဗျာနော်အဲ့ဒီတော့ပထမဆုံးနော်ကိုယ့်ဘောမှာဒီကနေ့ကျေးဇူးအများဆုံးဖြစ်တဲ့နေစင်းတော်ဆရာတော်ဖျားကြီးမျက်စိမိတ်လိုက်ရင်မြင်ဘူးလားအေးနေစင်းတော်ရဆရာတန်ဃာတော်ဆွမ်းစားတာမြင်ဘူးလားအေးနေစင်းတော်ဆရာတော်ဖျားကြီးနဲ့ယောဂီတက်တော်ရှိတာဆရာတော်တန်ဃာတော်ယောဂီတွေအားလုံးချမ်းသာကြပါစေဘေးရန်ကင်းကြပါစေနောက်အမျိုးသားယောဂီတွေမှန်းကြည့်လိုက်မြင်မလားကိုနားနှစ်ဝိုင်းသုံးဝိုင်းနော်အခန်းနေမကြည့်နဲ့ဒီမှာပဲကြည့်လိုက်တော့နော်အဲ့ဒါလို့ချမ်းသာကြပါစေယောဂီအမျိုးသမီးတွေဒီလိုပို့လို့မရဘူးလားအေးအဲ့ဒီယောဂီတွေအရင်ပို့မယ်ပြီးတော့တောင်ဆောင်နတ်တွေဒီတောင်မှာဒီရိပ်သာတွင်းမှာရှိတဲ့အသက်နဲ့ခန္ဓာကိုယ်ထင်ရှားရှိတယ်နော်လူနတ်ပြမှာတတ္တဝါပေါင်းတော့ပေါ့နော်အားလုံးချမ်းသာကြပါစေဘေးရန်ကင်းကြပါစေနော်အဲ့ဒါလေးကိုအရင်ပို့လိုက်မယ်နော်ပထမဆုံးခေါင်းရတော့လို့ကိုယ့်ကိုယ်သက်သေထားငါသည်ချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့နော်ဘေးရန်အန္တရာယ်ကင်းခြင်းနဲ့ထို့တူနော်တတ္တဝါတွေအဲ့လိုပို့ရမှာနော်ဆရာတော်ဘုရားကြီးကစာပို့ပါယောဂီတန်ဃာတော်တွေပို့ပါအမျိုးသားတွေအမျိုးသမီးတွေပို့ပါဒီရိပ်သာစောင့်တဲ့အသက်နဲ့ခန္ဓာကိုယ်ထင်ရှားရှိတဲ့တတ္တဝါတွေပို့ပါပြီးတော့ဒီတောင်မှာစောင့်နေတဲ့နတ်တွေရှိမယ်မဟုတ်လားအေးမေတ္တာပို့ပါအဲ့ဒါလေးကို9မိနစ်လောက်ပို့မယ်ဗျာပို့တဲ့ခါတော့ဓာတ်ပုံရိုက်တဲ့ခါတော့ဒီထဲမှာပုံပေါ်ဖြတ်ကနေဒီလိုရိုက်တာဟုတ်တယ်လားဘယ်လိုရိုက်တော့မှန်လားထဲမှာသူသေးချာပေါ်လာပြီဆိုမှရိုက်တာမို့လားနော်ကိုလိုချင်တဲ့အနေထားခြေဆုံးကောင်းဆုံးပေါ်မှရိုက်တာမို့လားဖြတ်ခနဲ့နော်အဲ့ဒါလိုပဲကိုပို့မဲ့ပုဂ္ဂိုလ်ခြေဆုံးကောင်းဆုံးမျက်စိမျက်စံအနေအထားနော်နှလုံးသားမှန်ဘလူးမှပေါ်လာမှ6ခနဲ့ချမ်းသာပါစေဘေးရအန္တရာယ်ကင်းပါစေကောင်းမှုလားဗျအမလီအထိလိုက်တဲ့မေတ္တာဆိုတာအဲ့ဒါဗျနော်ကဲဆရာတော်ကြီးကစပြီးတော့တန်ဃာတော်ဒီယောဂီအမျိုးသားတွေအမျိုးသမီးတွေနောက်ပြီးတော့ရိပ်သာစောင့်တဲ့အသက်နဲ့ခန္ဓာကိုယ်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်တွေဒီတောင်မှာနေထိုင်စောင့်ရှောက်ကြတဲ့အဲ့ဒီတော့အသက်နဲ့ခန္ဓာကိုယ်ထင်ရှားရှိတဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ဒီချမ်းသာကြပါစေဘေးရန်ကင်းကြပါစေအဲ့ဒါလေးကိုစိတ်နဲ့ပို့ပါဗျာအဲ့ဒီအစီအစဉ်လေးတိုင်းဗျာမျက်စိနဲ့မြင်အောင်ကြည့်ဗျာနော်တောက်ဒီတောင်ဆိုရင်ဒီတောင်ကြီးကိုဒီလိုလေးစိတ်နဲ့သွားကြည့်ဗျာဒီရိပ်သာဆိုရင်
ဒီတာကိုဒီလိုလှက်ပတ်ပြီးတော့စိတ်နဲ့သွားကြည့်ဗျာနော်ပြီးတော့ကျောင်းဆောင်တွေမှာစောင့်တဲ့နတ်တွေတကြောင်ပြီးတကြောင်စိတ်နဲ့သွားကြည့်ဗျာနော်အဲ့ဒါလေးကို9 မိနစ်နဲ့ပြီးအောင်ပို့မယ်ယောဂီတို့ကဲမေတ္တာပို့ပါမယ်နေစီကိုမိတ်ပါတရားထိုင်တယ်လို့ပဲထိုင်ပါလက်အုပ်ရှိဖို့မလိုပါဘူးတရားထိုင်လို့ထိုင်ပြီးတော့မျက်စိမျက်နှာခြေစုံကောင်းဆုံးကျောင်းဆောင်လေးဖြစ်ရင်လည်းကျောင်းဆောင်ဆရာတော်တွေဖြစ်ရင်လည်းဆရာတော်ယောဂီဖြစ်ရင်ယောဂီတွေရဲ့မျက်စိမျက်နှာအနေထားတွေမြင်အောင်ကြည့်ပြီးတော့ကဲအဲ့ဒါမှတကယ်မေတ္တာအတန်တိတ်မေတ္တာနော်မေတ္တာစိတ်တော်ဝိမိတ်ဝိမု ക്തി လောဘဒေါသမောဟနိဝရဏတွေမပါတဲ့အလုံးစင်ကြယ်မြင့်မြတ်တဲ့နော်မေတ္တာဗျာမေတ္တာစိတ်တော်ဝိမု ക്തി ကဲပို့ကြမယ်တရားထိုင်လို့ထိုင်မျက်စိကိုမဲဟိုဟာရှိဖို့မလိုတော့ပါဘူးနော်ကဲပို့မယ်ဗျာ9 မိနစ်9 မိနစ်ရှိသွားပါပြီ9 မိနစ်တွင်မှာ9 မိနစ်6 မိနစ်တွင်မှာခုနကပြောတာလေကျောင်းဆောင်တွေအပါဝင်အားလုံးမေတ္တာပို့လို့ရကြပါရဲ့လားအေးရကြတယ်နော်ဒီရံငန်းတောင်ကိုပို့မယ်ဆိုမျက်စိနဲ့သွားလိုက်ရှိအောင်တောင်းမြောက်နော်အဲ့လိုဖြန့်ကျက်လိုက်ကျောင်းဝင်းကြီးကိုရံငန်းအင်းကြီးပါကြီးကိုကျောင်းဆောင်တွေပို့မယ်ဆိုတစ်ဆောင်ပြီးတစ်ဆောင်မျက်စိတွေမြင်အောင်စိတ်နဲ့သွားလိုက်သွားပြီးပို့လိုက်နော်အဆောင်တွေရှိရဗျာဆောင်ကြတဲ့ပုဂ္ဂိုလ်တွေကုညီမဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဗျာနော်ဘာမှအားငယ်စရာမရှိဘူးဗျာအတက်စရာကြီးနော်အဲ့တော့ကိုယ်မေတ္တာကိုဟိုသူ့မေတ္တာလို့ရင်ကိုယ်မေတ္တာပေးရတဲ့စကားရှိတယ်မဟုတ်လားနော်သူ့မေတ္တာရှိမှကိုယ်မေတ္တာရှိတချို့ကမပြီးလို့နော်အေးအဲ့တော့ကိုကအရင်မရခြင်းနဲ့ကိုကအရင်ပေးပါပေးတဲ့ဘက်မှာနေပါနော်အဲ့တော့အဲ့ဒါလို့ပို့ပြီးတော့ရင်အရက်10 မျက်နှာကိုရေပုံညသဘောလေးပို့တတ်အောင်ပို့မယ်အရက်10 မျက်နှာကိုကျမ်းဂန်မှာလာတဲ့အတိုင်းအရှိအနောက်မြောက်တောင်အဲ့လိုမသွားဘဲနဲ့နော်ဟိုပါပေါ့နော်လဲရရခေါ်တာပေါ့နော် clockwise ဒီလိုပဲအရှိကစပြီးဒီလိုပဲသွားမယ်သွားပြီးတော့အရှိဘက်ကိုပြန်ပြီးတော့နဘေထပ်မယ်အရှိမြောက်တောင်တော့မရလိုက်နဲ့ဘူးနဘေလေးထပ်လိုက်နော်အရှိဘက်ကို2 ခါကြတာပေါ့နော်အဲ့တော့စိတ်ကဘယ်လိုမှန်းရမလဲလို့ဆိုတော့မျက်စိနဲ့မျောလိုက်ဟိုရှိဘက်ကခြံနေတွေ့ရမလားဟိုရေတံတောင်တွေ့တယ်မဟုတ်လားအဲ့ဒီအရှိဘက်သွားတော့လေမြန်မာနိုင်ငံရှိတယ်မဟုတ်လားဝါဟိုဘက်နိုင်ငံတွေနဲ့ကမ္ဘောဒီးယားဘာညာဟိုတရုတ်တို့ဘာလူနိုင်ငံတွေရှိမှာပေါ့နော်ကုန်းကြီးရင်းနေကောင်းနေနေမျက်စိနဲ့တမျောတစ်ခေါ်ကြီးအရှိအယမှာရှိကြကုန်တော့နော်ဆိုရိုးလေးကစိတ်ထဲကဆိုရမှာနော်မေတ္တာဆိုတာနော်အေးချမ်းသာကြသည်တရားခတ်သိမ်းသိမ်းကြသည်အဲ့တော့မေတ္တာဆိုတာဝစီကံအလုံးမဟုတ်ဘူးကာယကံအလုံးမဟုတ်ဘူးဘာအလုံးတုံးမနောကံအလုံးစိတ်နဲ့လုပ်ရတဲ့အလုံးကမ္မထမ်းမှန်တယ်ညစိတ်နဲ့လုပ်ရတယ်ဒါမဲ့ကေတာလောမနခအဲ့ဒီကမ္မထမ်းကတော့ရွှေရတာလေးပါသေးတယ်ဒီလိုကြွအောင်မှတ်နော်အဲ့တော့ဗဇာလေးနဲ့ဆူပြမယ်ဒါကစိတ်နဲ့ပြောတတ်အောင်စိတ်နဲ့ပြောရမှာစိတ်နဲ့ရွတ်ရမှာအရှိအယ၌ရှိကြကုန်တော့အရှိအယ၌လို့ဆွဲပြီးဆိုအရှိအယ၌လို့ဆိုလို့ရှိရင်တမျောတခေါ်ကြီးကိုယ်ပဲစက်ကြော်လာအထိနော်တောတောင်ကြီးနေသမုဒ္ဒရာကုန်းပင်လေပြင်းနေဖြတ်သန်းနေကုန်းကြီးနေကောင်းဝင်နေတတ္တဝါတွေမြင်နိုင်မများမြင်အောင်နော်နောက်တော့နမိတ်နဲ့လှုပ်လို့ရတယ်သူကစိတ်နဲ့မှန်းနော်နောက်15 ရက်လောက်ဆိုရင်ရပြီအဲ့ဒါအရှိအယာနိုင်နေကြကုန်တော့အသက်နဲ့ခန္ဓာကိုယ်ထင်ရှားရှိတဲ့တ attva တွေအားလုံးအရှိအယာနာနေကြကုန်တော့အသက်နဲ့ခန္ဓာကိုယ်ထင်ရှားရှိတဲ့တ attva တွေအားလုံးချမ်းသာကြပါဘေးရန်ကင်းခက်လား
ယောဂီတွေမှာတမာရီအားတွေကကောင်းနေတော့နော်ပြည့်တယ်ဆိုတာအားကောင်းမှရောက်တာမဟုတ်လားအနောက်အရာအနောက်မြောက်မြောက်အရာအရှိမြောက်အရှိကိုမပြေထပ်လိုက်ထပ်ပြီးအရှိအရာပြီးတော့အထက်အရာအောက်အရာနောက်တော့နမင်းတွေတော့ကိုမြင်တာဗျာအကောင်ဘလောင်တွေပါမြင်နိုင်တာဗျာနော်ဒီတကြီးကျယ်တဲ့ကုသိုလ်ရှိတော့ဘူးဗျာလောကီကုသိုလ်တွေပေါ့နော်လက်ကုသိုလ်ဟွာတွေကလောကီဒီတကြီးကျယ်တဲ့ကုသိုလ်မရှိတော့ဘူးဗျာအဲ့တော့ကုသိုလ်တွေလည်းတိုးတယ်ဗျာအန္တရာယ်လည်းကင်းတယ်ဗျာနော်ဒီအဲ့ဒါကြောင့်ဒါကိုသင်ပေးပါတယ်အရာ10မျက်နှာဖြစ်မတော့ဘူးလား10မျက်နှာရဲ့အထက်အောက်ရဲ့အဲ့ဒါကို15မိနစ်ခန့်ပို့မယ်နော်ယောဂီတို့မျက်စိနဲ့စိတ်ပွားနိုင်တယ်များပွားနော်အဲ့ဒါလေးဖြည်းဖြည်းလေးမမောလည်းမမောခါကိုထုံမြောင်နေမှမှလေးထားနော်ဒီတကယ်လေချမ်းသာစီလို့တဲ့စိတ်ကောင်းစားလို့ဘေးလို့တဲ့စိတ်ဘေးရန်အန္တရာယ်ဒီဒုက္ခတွေခံရတယ်ဆိုတာဘယ်သူကမခံနိုင်ရဘူးအဲ့တော့ငါနဲ့ထပ်ပြီးတတ်တယ်ဘေးရန်ပြညာပါပြီဘေးကင်းစီလို့တဲ့စိတ်အဲ့ဒီစိတ်ကလေးလှိုက်လေးနော်စိတ်ထဲမှာကြည်နာပြီးတော့အဲ့ဒီစိတ်တွေဖြစ်ပွားရမှာအဲ့ဒါမေတ္တာပွားတယ်မေတ္တာနဲ့နေတယ်အဲ့ဒီအရာတွေကိုလှမ်းပြီးတော့ရည်စူးတဲ့အတွက်မေတ္တာပို့တယ်နော်အရှိအရာကစားပြီးတော့အယတ်10မျက်နှာကိုစိတ်အာရုံမျောပြီးတော့တမျိုးတစ်ခုကြီးနော်အသက်နဲ့ခန္ဓာကိုထင်ရှားရှိပါဘူးအားဒီရန်ကင်းတယ်15မိနစ်ပြီးအောင်ပို့မယ်ဗျာအားလုံးဆုံးလောက်ပါပြီအဲ့ဒါ10မိနစ်ပါတချို့2ခေါက်လောက်တော့ရမှာမသိပါဘူးနော်10မိနစ်လောက်ဆိုရင်လုံလောက်ပါတယ်နော်အရာ10မိနစ်နော်သိပြီးတော့နှီးလေးပွားတယ်ဆိုရင်တော့15မိနစ်ပေါ့နော်အဲ့ဒါလိုပွားပါကိုယ်နေရာရောက်တော့လည်းပဲနော်မေတ္တာအရင်ပွားပါ10မိနစ်လောက်ပွားပြီးမှတရားထိုင်ပါနော်ပြီးတော့အမျှဝေမယ်မဟုတ်ဘူးလားအမျှဝေရမယ်အမျှမွေခင်ဒီနေ့အားထုတ်ထားတဲ့တရားနဲ့ဘုရားတရားသံဃာယန္နာနဲ့သုံးပါးကိုလှူမယ်နိဗ္ဗာန်ဆုတောင်းမယ်အမျှဝေမယ်အစီအစဉ်လေးကဘယ်လိုမဟုတ်လားနေ့စဉ်ဆိုနေတာဣမာယလေအဲ့ဒီတော့ဒီလိုဘုရားကိုအပြစ်ကတော့ကခန္ဓာကိုယ်လှူတာစပြီးတော့ပရိကံကြီးစောက်ကြအံကြမလုပ်တဲ့အတွက်အန္တရာယ်လည်းကင်းတဲ့လောက်မကင်းဘူးနော်အရှုပ်ထွေးတွေပြဿနာတွေလည်းပဲပြေတဲ့လောက်မပြေဘူးတရားလည်းပဲပေါက်မြောက်တဲ့လောက်မပေါက်မြောက်ဘူးဒီလိုမှတ်ရမယ်နော်ဒီနေ့ကစပြီးတော့ပရိကံတေတာကစပြီးတော့စောက်ကြအံကြလုပ်တတ်ပြီဗျာလို့ဟုတ်ဘူးလားမေတ္တာလည်းပွားတတ်ပြီဗျာနော်နောက်တော့ကိုကနမိတ်ဒီပါတွေလှုပ်ကြည့်တဲ့အခါတော့အဲ့ဒီတရားမင်းရဲ့ကျေးဇူးတွေတရားထဒီနမင်းကြီးတွေရဲ့ကျေးဇူးတွေအကုန်မြင်အကောင်အကောင်မြင်ပြီးတော့မေတ္တာပွားလို့ပို့လို့အမတန်အရသာရှိတယ်ဗျာနော်နေ့စဉ်ကိုနေရာမှာ10မိနစ်15မိနစ်ပွားပါဒီနေ့လည်းပဲဒီကပြန်သွားရင်10မိနစ်လောက်ပွားပြီးတော့အမျှဝေကြပါဥမာတနေ့ကိုတရားအထုတ်တဲ့နာရီက10နာရီရှိတယ်ထင်ပါဘူး10နာရီရှိတာ10နာရီစလုံးတည်မိမိပင်တိုင်ကမ္မထာအာနာပါနကြီးအထုတ်မှတရားဓုကရမှာမဟုတ်ဘူးနော်တချို့ကဒီဟာကိုပင်တိုင်ကမ္မထာကိုအထုတ်မှဓမ္မအရသာရှိတာဒီဟာတွေအပိုးလို့စိတ်တရားထင်ပြီးတော့ဝါစာကမာလေးလုပ်ကြတယ်အဲ့လိုမဟုတ်ပါဘူးမေတ္တာကမ္မထာဟာချောစီလေဟုတ်တယ်နော်အန္တရာယ်လမ်းပန်းရှင်းပေးတဲ့ကမ္မထာလည်းဟုတ်တယ်ဒီအရဟံတို့မေတ္တာတို့အဲ့တော့နေ့စဉ်ဒီဟာတွေကိုပြီးပြင်းပွားပြီးမှလောက်လုပ်ပါတနေ့10နာရီတရားထိုင်နေဆိုရင်7နာရီမေတ္တာကြီးတွေလုပ်2နာရီတဲ့ပင်နိုင်ကမ္မထာထွက်လို့ဝင်လို့မှလိုအပ်တဲ့ပန်းနဲ့ရောက်တယ်ဗျာလုပ်ကြည့်ပါနော်တနာရီမှမယ်ဆိုရင်မိနစ်ဟွာလောက်က30လောက်ကမေတ္တာကြီးပို့တယ်မယ်နောက်30လောက်ကအာနာပါနလုပ်မယ်ပို့ပြီးတော့မှတ်လို့ကောင်းတယ်ဗျာပို့ထိလိုက်တယ်ဗျာအကျိုးတက်ရောက်တယ်ဗျာနော်အဲ့ဒါကြောင့်
ဒီပရိကံနေစိတ်ထဲမှာပေါ့ပေါ့ရော့ရော့မလုပ်ကြပါနဲ့အခြေတည်တဲ့ပရိကံနေအလုံးအရေးကြီးကိုရှင်းပြီးတော့ကောင်းနေခရကစပြီးတော့နော်ဒါတွေကိုမှားထားတော်မူတာအဲ့ဒီတော့မိမိရှုမှတ်တဲ့တရားနဲ့ဣမာယနော်ဘုရားတရားတန်ခါကိုပြီးဆုံးမယ်တူတူနော်ပြီးတော့ဣဒမေပုံညာနိဗ္ဗာန်ကိုဆုတောင်းမယ်ပြီးတော့ဣမံပုံညာပါကံရွတ်ရင်မိဘဆရာသမားကျောင်းဆောင်နတ်တွေအားလုံးစိတ်နဲ့ပြေးလိုက်ကျောင်းဆောင်နတ်တွေအားလုံးညာဒီလိုလုပ်မယ်ဒါလေးနဲ့ညာဒီလိုမလုပ်မေတ္တာလည်းပဲထိထိခိုက်ခိုက်ဆက်ဆက်ဆူဆူဒီလိုပို့တကယ့်ကိုအကျိုးလူလာတဲ့စိတ်ချမ်းသာစီလူတဲ့စိတ်ဆင်းရဲကင်းနေတဲ့စိတ်နဲ့လိုက်လဲနော်ကိုသားသမီးကိုချစ်တယ်ဒီလူကိုပို့အမြဝေတော့တဲ့ဒါလေးနဲ့အမြမလို့နဲ့တာရုတခွန်းခေါ်လိုက်ရင်မနေ့ကပြောတယ်အကုန်လုံးဘုံလမ်းမိတ်မှာဥယျာဉ်ကြီးကအကုန်လုံးချမ်းသာသွားတာစားမယ်တောက်ရမယ်အငငပြသွားတာနော်ကိုလုံးတဲ့ဟာလေးကတခွန်းဟာဘယ်လောက်ကျေးဇူးများတယ်ဆိုတာသိပြီးတော့ပေါ့ဆာလို့လေးပြင်မယ်လို့ပါအဲဒီတော့ဣမာယသို့ကိုဆိုနေကြဓမ္မာနုဓမ္မပฏิပတ္တိယဗုဒ္ဓံပုဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ္တိယဓမ္မံပုဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ္တိယသံဃံပုဇေမိဣဒာမေပုံညာအာတရခယံသဟံဟောတုဣဒာမေပုံညာနိဗ္ဗာနတပစ္စယောဟောတုဣမံပုံညာဘာဂံတပ္ပတတ္တနံဒေမာညာအမြဒီတော်မူကြပါကုန်သာဓုအမြဒီတော်မူကြပါကုန်သာဓုအမြဒီတော်မူကြပါကုန်သာဓုအမြဝေတဲ့ခါနာမည်ခေါ်ပြီးတော့ဝေနော်ဒါတွေကိုမျက်စိနဲ့မြင်အောင်ကြည့်ဝေသလားဒီတာတွင်မှနေကြတယ်ယောဂီတွေအားလုံးဒီရံငယ်အင်းကြီးတာကိုစောင့်ကြနေကြတဲ့အသက်နဲ့ခန္ဓာကိုယ်ထင်ရှားရှိတဲ့တ attva တွေအားလုံးရံငယ်တော်ကြီးကိုစောင့်ရှောက်နေကြတဲ့နော်တကူရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးတ attva တွေအားလုံးအမြရှင်အမြယူတော်မူကြပါအဲ့ဒါလို့ဆိုပြီလားနောက်တစ်ခုလေးဏီကုံကျုပ်ပြီးပြီနော်ဏီကုံချုပ်အိမ်မှာနေတော့မှနေမြို့မှာနေသွားလေရခရီးသွားလို့ဆိုကိုယ်စရဲချမယ်မသွားခင်တည်းကမေတ္တာပို့တော့ဒီအိမ်ကိုနေတော့မယ်တဲတော့မယ်ဆိုဒီအိမ်ဆောင်တဲ့ဒီမေတ္တာမိတ်ဖွဲ့ပြီးမှအဲ့ဒီအိမ်နေရတယ်အလေးကျင့်လေးလုပ်ရတယ်နော်အဲ့လိုနေတဲ့အခါမှာစိတ်ထဲမှာမလုံခြုံဘူးလို့ညာအကယ်၍ထင်ခဲ့ရင်စီးချပါစားတဲ့အစာတွေပေါ်မှာစိတ်မချဘူးဆိုရင်ဗုဒ္ဓံတဏ္ဍကိစ္ဆာမိဓမ္မံတဏ္ဍကိစ္ဆာမိသံဃံတဏ္ဍကိစ္ဆာမိဆိုပြီးစားပါနော်အစာတော့ကလည်းအန္တရာယ်မဖြစ်တော့ဘူးနေရာထိုင်ရင်းကလည်းအန္တရာယ်မဖြစ်တော့ဘူးဝင်လိုက်တဲ့ဒီအိမ်ကိုအိမ်ရှင်တဲ့ကွာဒီအိမ်ကိုစောင့်ကြနေတဲ့လက်ဒီတတ်တော်ရအားချမ်းသာကြပါစေမဝင်ရတဲ့ကအလေးကျင့်လုပ်ထိုင်ဖြစ်တယ်နော်အဲ့လိုလုပ်တာနောက်ပိုးသေးကြအောင်စီးချတယ်ဆိုတာကြားဘူးကြတယ်ခြားလဲခြားတတ်ကြပါလေ24ပစ္စည်းနဲ့စီးချတာမဟုတ်လားဝင်လို့မရတော့ဝင်ပြီးရင်ထွက်လို့မရဘူးတခုကအထုတ်ကြီးနဲ့ခြားလဲမနဲ့မိုးလင်းတော့အိမ်လှည့်ပတ်နေတာဝင်ခြံပြီးလှည့်ပတ်နေလို့ဖမ်းမိတယ်ဆိုမဟုတ်လားနော်အဲ့တော့အဲ့ဒါလည်းပဲယောဂီတွေတွေ့အမတန်အားကိုးရတဲ့အကာအကွယ်တစ်ခုပါပဲနော်အဲ့တော့24ပစ္စည်းနဲ့စီးချတဲ့ဒီဝင်ပြီးပြီးတယ်မဟုတ်မြင်တယ်မဟုတ်လားနော်မျက်စိနဲ့မှန်းလိုက်မြင်တယ်မဟုတ်လားမြင်တယ်နော်သူ့နဲ့နမိတ်တွေမြင်တယ်နော်ဒီအရှိပဲနေကုန်တော့
မြင်ဆွဲလိုက်တုပိစယောအာရမဏပိစယောထောက်ရနော်အဓိပတိပိစယောအနန္တရပိစယောသမဏန္တရပိစယောသာဇာတပိစယောအညမညပိစယောနေတယပိစယောဥပနိတယပိစယောဥရေဇာတပိစယောပိစာဇာတပိစယောအာဒေဝနာပိစယောကာမပိစယောဝိဘာဂပိစယောအာဟာရပိစယောဣန္ဒြိယပိစယောသာနာပိစယောမေဃပိစယောဗန္ဓုဒ္ဒပိစယောဝိဇုဒ္ဒပိစယောအာထိပိစယောနာထိပိစယောဝိဒပိစယောအဝိဒပိစယောတိဟောတိဘုအဝိဒပိစယောတိဆိုတာပြီးပြီလို့ပြောအဝိဒပိစယောတိတွဲလိုက်တမျက်နှာကို24ပြီတမျက်နှာ3ပြီစီရတယ်အဲ့ဒါလို့ချလိုက်ပါဦးကိုเจ้าနဲ့ကိုနေတဲ့เจ้าဆောင်ကိုလေအရှိဘက်ကနေပြီးတော့ဒီလိုမှန်းပြီးတော့ဒီလိုလက်ရည်ချလိုက်ပါဦးကိုနေတဲ့အိယာလေးကိုလှုပ်လိုက်ပါဦးလုံလုံလိုက်တာဗျာကောင်းဘူးလားအာလုံးကြမ်းကြမ်းမှချမ်းချမ်းသာသာအမတန်မြတ်စွာဘုရားတာရကနဲ့ကြုံကြိုက်ကိုကလည်းအရွယ်ကောင်းနော်ဆရာသမားကောင်းမိတ်ကောင်းဆွေးကောင်းအရွယ်ကောင်းအခြေအနေကောင်းတွေစုံစည်းလို့မြင့်မြတ်တဲ့နော်ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်တဲ့တရားထုတရားမြတ်တွေရတဲ့အခါမှာကြမ်းကြမ်းမှချမ်းချမ်းသာပြောပြောရွှင်ရွှင်နဲ့ဒီပြရှင်သာရဏဒီဘဝမှားပင်ကိုယ်စီကိုယ်ငါနိဗ္ဗာန်ကိုမြင့်မောပြုရတဲ့အထိနော်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းတဲ့ဇတ်သိမ်းပြည့်နိဗ္ဗာန်ကိုအတီးတီးမျက်မှောက်ပြုနိုင်တဲ့အထိကြိုးစားအားထုတ်နိုင်တဲ့ဘုရားသားတော်သမီးတော်တွေသာသနာကိုဆက်လက်ဖြန့်ပွားနိုင်တဲ့ဘုရားသားတော်သမီးတော်တွေဖြစ်ကြပါစေဗျာရသော်ဗျာရှင်ထံတရားတောင်းတရားယူပြီးတာနဲ့တပြိုင်တည်းတိုးတဲ့တောင်ထဲမှာသွားပြီးတော့တရားအားထုတ်ကြတဝါရင်းလုံးအားထုတ်လို့မရဘူးတခါတည်းချောင်းဆူကြနော်ဝမ်းနေပြက်ကြဖြားကြနာကြဝါကျွတ်တဲ့ခါတော့အကုန်လုံးဒီဝါမကျွတ်ခင်မဲတခါတည်းလူတွေဟာတခါတည်းအကုန်လုံးလူမမာဖြစ်ကုန်အဲ့ဒါတည်းမြတ်စွာဘုရားထံပြန်လျှောက်တဲ့အခါမြတ်စွာဘုရားသိတော်မူတယ်လေအဲ့ဒီရဟန်းတော်တွေတော့ရုပ်တရက်သတိမထားမိဘူးဗျအဲ့လိုအနောက်ရှက်တွေရှိတယ်ဆိုတာနော်အဲ့ဒါကြောင့်မေတ္တာမနှဲစေနဲ့မြတ်စွာဘုရားရောက်တော့သူလျှောက်ပါမယ်ဗျာမေတ္တာသုတ်ကိုသင်ပေးတယ်ချပေးတယ်မြတ်စွာဘုရားကနော်မေတ္တာသုတ်ကိုချပေးပြီးတော့မေတ္တာပွားဖို့ကိုပရိဒဝဝိဟရဏသမာဓိအဝိဟရာမိမေတ္တာပွားဖို့ကိုမေတ္တာနဲ့နေဖို့မြတ်စွာဘုရားသင်ပေးတော်မူတယ်နော်အဲ့တော့မေတ္တာသုတ်နှုတ်တိုက်ချပေးပြီးတော့မင်းတို့ဇေတဝန်ကြောင်းပေါက်တာစပြီးတော့မင်းတို့ငါရှင်တို့သတင်းသုံးတဲ့တောအုပ်ထဲအထိဟောဒီမေတ္တာသုတ်ကိုလည်းရွတ်ပွားသွားကြနော်မေတ္တာတရားကိုလည်းပဲပွားပြီးအဲ့ဒီတောဆောင်တာတောင်ဆောင်တာတွေရည်ညွှန်းပြီးတော့ဩရိတမေတ္တာပို့ချအဲ့လိုလှုပ်လိုက်တဲ့အခါမှာချမ်းချမ်းသာသာတရားတွေအားထုတ်နိုင်တယ်တဲ့နော်အဲ့ဒီရောက်တော့ငါတို့ရန်သူမှတ်လို့တို့ကကလန်ကဆန်လုပ်နေတာလက်ဆက်တတ်တော့တို့မိတ်ဆွေတွေပါလားတို့ချမ်းသာအောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေပါလားအဲ့လိုသဘောပေါက်သွားတာစောစောကတော့သီလသမာဓိရှိတဲ့ပုဂ္ဂိုလ်တယောက်သူ့ပိုင်နဲ့သစ်ပင်အောင်မှာလာပြီးတော့တရားအားထုတ်တယ်ဆိုရင် तू ကနေလို့မရဘူးခလေးတွေရှိရင်ခလေးတွေချီပိုးပြီးတော့တခါတည်းထက်ပြေးရတာသူကများဒုက္ခရောက်နေတာကိုကမသိဘူးဒီနေရာတွေကသူတို့နေရာတွေတပြည့်တော့ခုမှလာတာဒီလိုမဟုတ်ပါလားဗျာအဲ့တော့ခမများသာသမီခလေးတွေတို့လိုတွဲလောင်းချီပိုးပြီးတော့သီလသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေအရှိန်အစော်ကြောင့်မနေတိုင်းရှာကြဖို့ထွက်ပြေးကြတယ်အဲ့တော့ရန်သူပဲပေါ့အဲ့တော့တောက်ဆက်ကြတာမြတ်စွာဘုရားအဲ့လိုမေတ္တာတုတ်ကိုသင်ပေးမေတ္တာဘာဝနာရှိပွားဖို့နဲ့သင်ပေးပြီးတော့တောဟုတ်တယ်ပြန်လာကြတဲ့အခါဟောကြီးနတ်တွေကငါတို့မိတ်ဆွေတွေပါလားဆိုပြီးတော့တချို့နင်းနှိပ်တောင်ပေးသေးတယ်တချို့လိုအပ်တဲ့အရှင်ကောင်းရှင်များရေနွေးလိုအပ်တယ်ဆိုရင်ဟောရေနွေးတွေတောင်ကျူပေးသေးတယ်နေရာကြဘူးလားမေတ္တာနေရာကြရတာဗျာဖြားပြီးတော့ကြောင်းမှာဆိုရင်လည်းဒီတိုင်းပဲဗျာနော်တချို့ဦးစင်းငယ်တွေကလည်းဟိုနောက်တယ်နောက်တော့အကုန်လုံးစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နတ်တွေကနော်တရားတွေအားထုတ်နေတာဝန်းတန်နဲ့ဝန်းမြောက်နေကြတာနောက်တော့သိကြတာတို့ရံသူတွေမဟုတ်ဘူးတို့ရဲ့မိတ်ဆွေတွေလည်းမဟုတ်ဘူးတို့လုံးလို့တို့ဘဝ
ဘောဝဘေးအရာတို့ဘလို့မှဒီမြတ်စွာဘုရားသာသနာနဲ့တွေ့ပေမဲ့တို့ဒီတရားကိုအားထုတ်ခွင့်မရဘူးနော်အဲ့တော့အားထုတ်ခွင့်ရတဲ့ပုဂ္ဂိုလ်ကြီးအမျှပေးလိုက်တာငါတို့လည်းပဲအမျှရပြီးတော့ငါတို့လည်းပဲသာသနာမြတ်စွာဘုရားသာသနာပေးပြီးတော့ချမ်းသာကြရတယ်တို့မိတ်ဆွေဒီယေရှုရှင်တွေအမျှပေးမေတ္တာပို့နော်ဒီနေရာလေးကအရေးကြီးလို့ပါအဲ့တော့တောကြောင့်မောင်ပစင်းငယ်တွေကတချို့အသိခိုင်းနေတယ်တိတ်ဆန်းกว่าငါမနဲ့3 နာရီထားရင်လည်းကွာမနှိုးဘူးနှိုးစမ်းလို့ဆိုရင်နှိုးတော့ခေါင်းထူပေးတာပေါ့ဟိုကနော်ကြောက်စရာမဟုတ်ဘူးနော်မိတ်ဆွေတွေဖြစ်နေတာနော်တစ်ခေကကြောထူပေးတာဇိုနားလဲမှာပေါ့ယောဂီကဘယ်ဟုတ်လိမ့်မလဲသာသနာစောင့်တဲ့နတ်တွေနော်ကြောထူပေးတာသူကလည်းအဲ့ဒီမှာကြောထူပေးမှသူကမမှတ်ချင်မှတ်တော့နောက်ကိုရိုင်နေတော့တခါတည်းတက်မှတ်သွားအောင်တခါတည်းတင်မြခွေခိုင်းလိုက်တယ်တင်မြခွေပြီးတော့မှမှန်ရင်နဲ့အိတ်ရှင်တော့တခါတည်းနောက်လန်သွားရောနောက်လန်သွားတဲ့ခေါ်တော့3 4 5ယောက်အတန်ပေါ့နော်ဟားတိုက်ပြီးတော့ဘေးကလှောင်ရတယ်ယောဂီများဖေဟာဒါပိဋက3 ပုံတွေကပါတဲ့ဝတ္ထုမဟုတ်ဘူးဖေဟာနော်မနေ့တနေ့ကမြေစွန်းတော်မှာဖြစ်တဲ့ဝတ္ထုတွေတပည့်တော်တို့ဟာဒီတတ္တလောကကြီးမှာတတ္တလောကကြီးထဲမှာတပည့်တော်တို့လူတွေမဟုတ်ဘူးလူတွေတဲ့မမြင်ရတဲ့ပုံကိုယ်တွေကပုံများတယ်လူတွေနဲ့ပို့ပြီးတော့ကာမစိတ်ကြီးတကောဣတိပတ်ရှိတဲ့ပုဂ္ဂိုလ်တွေကပုံများတယ်အာနာကိုမေမောတဲ့ပုဂ္ဂိုလ်တွေအစိုးတရားရှိရတာကိုတန်မိုးထားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီတတ္တလောကတစ်ခုလုံးနဲ့တပည့်တော်တို့သိမြအောင်တတ္တလောကတစ်ခုလုံးရဲ့ကောင်းကျိုးကိုဆောင်နိုင်အောင်တပည့်တော်ဆောင်ရနေကြတာဖြစ်တယ်ဗျာနော်တန်ဃာတော်ဂုဏ်ကျေးဇူးတွေမှာအနုတ္တရံပုံရခိတံလောကတာတလောကလုံးရဲ့ကောင်းကျိုးကိုဆောင်တဲ့ပုဂ္ဂိုလ်တွေပုံရခိတံကုသိုလ်စေမျိုးညီငယ်ပြိုးကကောင်းကျိုးအထွေထွေဖြစ်ထွန်းစေသဖြင့်တကယ်လဲမြေရာကောင်းသပွဲဖြစ်တော်မူတဲ့တန်ဃာတော်အရှင်မြတ်များယောဂီသူတော်စင်များတတ္တလောကကြီးတစ်ခုလုံးဒုစရိုက်တရားတွေကင်းဝေးပြီးတော့သူစရိုက်တရားတွေဖြစ်ပွားအောင်နော်အာရမဝါဒတွေဖယ်ရှားပြီးတော့ဓမ္မဝါဒတွေသူတော်အောင်တရားတွေထွန်းကားအောင်တတ္တဝါတွေအားလုံးချမ်းသာအောင်ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေပါဆိုတာထင်ထင်ရှားရှားသိတာအောင်နော်ကျေးဇူးရှင်လည်းဒီဆရာတော်ဘုရားကြီးများစတောထွက်တော့ခုမုံရွာမဟာလေဒီတိုက်ဆိုတာဖုံးဆိုးတော်ဘုရားနော်ဖျားပြီးတော့ဏိကုံးချုပ်ပါတော့မယ်ဏိကုံးချုပ်ပါမယ်ဘုရားနော်အရေးကြီးတဲ့ပုဂ္ဂိုလ်များပြန်ကြွထိုင်ပါလေဘုရားမုံရွာမျိုးဆိုတာကကန္နာအေယာရီချင်းလင်းမျက်နှာမှာတဲ့မုံရွာမျိုးခေါ်တာအခုမဟာလေဒီတိုက်နေရဖုံးဆိုးတော့ဘာမှတောင်းသူလေရလှုပ်လို့မရဘူးတစောင်းပင်ကြီးတွေဆူးပင်ကြီးတွေရှိတဲ့နေရာအဲ့ဒီကိုတောထွက်တော့ပြာသိုလာကြီးခုလိုလာကြီးဖေရနော်မြောက်လေးကတခုခုနဲ့တိစေဝရိတ်သင်္ကန်းနဲ့ပဲနော်အဲ့ဒါတော့ယာတိဥရုတိခံပြီးတော့ဒီမှာတပတ်ဝင်းပြက်နေတယ်ဖေရနော်တိစေဝရိတ်ဒူတင်ဆောင်တာအဲ့ဒါခြေနေကြည့်ပြီးတော့ဒါဆောင်တော်မူကြပါဖေရလေဒီဆိုဗျာကြီးအဲ့လိုပြာသိုလာကြီးတဲ့မှာဖုံးဆိုးတော့အခုလေဒီမဟာလေဒီတိုက်ဆိုတဲ့နေရာမှာတောထွက်တော့ညနေချမ်းလေးကစပြီးတော့လေလေးကတဖြူဖြူနဲ့လာတယ်ဟောအဲ့ဒီလေဒီဆိုတော့လည်းရောက်လာရောတခါတည်း6ပြလှန့်ညာအနတ်နေပေးကြအပုပ်နတ်နေပေးကြဘာလုပ်ကြပေါ့ဗျာနော်ခေါင်းကပြောသလိုပေါ့သူတို့နယ်မြေကိုကျူးကျော်လာတဲ့လူသူတို့ရန်သူလို့ထင်ရှားတာအဲ့ဒီတော့ကျေးဇူးရှင်လေဆရာတော်ဘုရားကြီးကပြီးတော်မူတယ်ဗျာနော်အဲ့ဒီတော့မိတ်ဖွဲ့ရတယ်တဲ့နော်တောထွက်တဲ့ပုဂ္ဂိုလ်များတောနေရဟန်းများယောဂီများမိတ်ဖွဲ့ရတယ်တဲ့သူကပထမဆုံးဘာလုပ်လဲလို့ဆိုတော့အနံ့ဇိုးတွေတခါတည်းတချီချီပုတ်စော်နံလာတယ်နော်မသေးမကွဲအတန်တွေကြားလာတယ်တစ်စိတ်၆တာပါပဲနော်အဲ့တော့ပထမဆုံးအရှိအယကိုမတ်တရမျက်နှာမူပြီးတော့အရှိအယရှိပေဒယခအပေါင်းတို့လေဆိုပြကြီးအတန်ထွက်ပြနော်တကြီးအိမ်မှာမောင်းထုတ်ပြီးတော့လူတွေခေါ်ပြီးတော့ကြေးရသားတွေကိုတကြီးကရှင်းပြတယ်လို့အဲ့လိုအဖန်အတွက်အဲ့လိုကိုပြောရမှာဗျာနော်အထက်အဝေးလေအဲ့လိုဝေးရမှာဗျာနော်ငါတို့ဘာကြောင့်ဒီနေရာလာကြတယ်ဘာကြောင့်လှုပ်တယ်ဆိုတာလူချင်းပြောသလိုပြောဗျာနော်လေဆိုကြီးကဘယ်လိုပြောလဲဘယ်လိုမိတ်ဖွဲ့လဲဆိုတော့အရှိရတိုင်းရှိသောပေဒယခအပေါင်းတို့ပေဒဆိုတာပြိတ္တာတွေတစေတွေသေးတွေပြောတာယခဆိုတာနော်တကောအိဋ္ဌိပတ်ရှိတဲ့နတ်တွေနော်ဘလူးတွေကိုပြောတာအရှိရ၌ရှိသောပေဒယခအပေါင်းတို့ငါသည်ဤတော်၌သင်တို့ဤမိဘအရာဆွေမျိုးအရာတည်၍သာသနာတော်အကျိုးတတ္တဝါအများကြီးအကျိုးကိုဖယ်ဖို့ဆောင်ရွက်ရန်လာခြင်းဖြစ်သည်
မိမိဒီဟုသောအကြောင်းကြောင့်တတ္တဝါတစ်စုံတစ်ယောက်ဒုက္ခရောက်ရန်ရည်ရွယ်ချက်အလျင်းမရှိနော်တတ္တဝါအများကောင်းကျိုးသိဖို့ရန်လာခြင်းသာဖြစ်သည်ထို့ကြောင့်သင်တို့ကလည်းမိဘအရာရွှေမျိုးအရာတည်၍တစုံတရာနှောက်ယှက်ခြင်းမပြုပဲအေးချမ်းစွာနေကြရမည်ဒါကအမိန့်တော်ပြန်တာပေါ့ဗျာအေးချမ်းစွာနေကြပါအဲ့ဒါလိုမိတ်ဖွဲ့အမျှဝေပြီးတော့နော်ရန်သူလို့ထင်တဲ့ပုဂ္ဂိုလ်များကလည်းပဲငါတို့မိတ်ဆွေတွေပါလားလို့သိသွားပြီးတော့အမျှလိုချင်ရှာတဲ့ပုဂ္ဂိုလ်များတပည့်တော်တို့ရှင်ဖျားတို့လိုအားထုတ်ခွင့်မရလို့နော်အဲ့ဒီဘဝမျိုးနဲ့ဘယ်ထိအောင်ကပ်ပေါင်းဘလောက်အသက်ပေါင်းဘလောက်နေကြရမယ်ခမရများမသိဘူးတာတို့ခေါ်လိုက်ရတာနဲ့ခမရများဆုတော်လက်တော်တွေရကြတာနော်မြတ်စွာဘုရားပေးတော်မူတဲ့ဆုတော်လက်တော်တွေဗျာဆရာတော်ဘုရားကြီးအမိန့်ရှိတာနော်အဲ့ဒါကြောင့်ဒီကျေးဇူးတွေသိပြီးတော့ယောဂီများဖေဟာဒီနေရာလေးကတော့ယောဂီများယောဂီတို့အသီးအသီးခုနကပြောတဲ့ဣတိဝိဒဒိဗ္ဗသောတာဒိဗ္ဗစကုပရစေတဝုဇာနာပုဗ္ဗေနိဗ္ဗာန်နုတ္တိဆိုတဲ့တကိုးတွေအစပြိုးတဲ့ချိန်ဖြစ်တဲ့အတွက်အနှောက်ယှက်ကလေးတွေဒီလိုလေးအနှောက်ယှက်ပေါ့ဗျာကိုယ်စိတ်တွေကတော့အဲ့လိုထင်တာလေးတွေဖြစ်တတ်ပါတယ်အဲ့ဒီမှာအဲ့ဒီပုဂ္ဂိုလ်တွေလည်းကြည့်မနေပါနဲ့ဖေဟာနော်ဖြစ်သည်လေးပဲမှတ်ပါတရားတွေလာဗြဟ္မာတွေလာဖယားရှင်ကြီးပဲကြွလာအဲ့ဒီအပေါ်ဒီမှာအာယုံမရောက်ဖဲနဲ့နော်ဖြားပြတို့ဟိုရှင်တို့ကဟောတာရှိပါတယ်အတိနိစ္စာယိတတ္တံရူပနံစိတ်တတဥပကုလေသောဒီကုန်းချုပ်ပါမယ်ဖေဟာနော်ရူပနံတရားရှိမှတဲ့အချိန်မှာအပြင်ကပေါ်လာတဲ့နော်လူယုတ်နတ်ယုတ်ဗြဟ္မာယုတ်တတ္တဝပုံပန္တရံမြတ်စွာဘုရားရှင်မင်းကြွလာပါစေအဲ့ဒီယုတ်တွေကိုအတိနိစ္စာယိတတ္တံတစိမ့်စိမ့်ကြည့်ရှုနေရင်သည်နေခြင်းသည်စိတ်တတဥပကုလေသောယောဂီရဲ့စိတ်ညင်ညူးကြောင်းတာဖြစ်တယ်တရားဆုပ်ကြောင်းတာဖြစ်ပါတယ်ဆိုတာအထူးလျှောက်เสียမလို့ပဲယောဂီများသိတဲ့အတိုင်းနော်ဖြစ်သည်လေးကိုတော့မှတ်ပြီးတော့ဒီနေရာမှာအထူးသဖြင့်ကြမေတ္တာပွားပြီးတော့တတ္တလောကကြီးရဲ့ကောင်းကျိုးပယ်ဖို့ဆောင်ရွက်တော်မူနိုင်ကြပါစေဖေဟာသာဓုဆရာတော်တန်ဃာတော်ရှင်များဥထိတ်ထားလျက်ရန်ကင်းတောင်ကြီးရန်ကင်းအိမ်တင်းငိမ့်ရိပ်သာအတွင်းမှာတရားဘာဝနာနဲ့နေထိုင်တော်မူကြတဲ့ယောဂီသူတော်စင်အပေါင်းတို့ဖျားဒီကနေ့1365ခုနှစ်နတ်တော်လပြည့်ကျော်တရက်အင်္ဂါနေ့မှာဆွမ်းလူရှင်များကတော့ရန်ကုန်မြို့ဒေါ်ကျင်ကြီးနော်ကွယ်လွန်သူခမဲတော်ကြီးကိုအမှုထားပြီးတော့သာသမီများဖြစ်ကြတဲ့အောင်ဇေယမင်းဆေးတိုက်ဆရာပြီးဟိုပြန်ဆရာအောင်ဇေယမင်းသမီးဗီတာစောမိငယ်အစရှိတဲ့အောင်ဇေယမင်းဆေးတိုက်မိသားစုကနေပြီးတော့ခဏဆက်ကတဲ့ဆွန်ဖြစ်ပါတယ်ဖေဟာတနေ့ကအာယုန်နေစွမ်းအဖျော်ရမကအဖျော်များဆက်ကဆူရမ်းပါတယ်ဖေဟာဆရာတော်ဘုရားကြီးရဲ့ဝိနည်းတပည့်များဖြစ်တဲ့အတိုင်းဘုရားကြီးတော်တို့တရားစခန်းဘယ်မှာပဲလှုပ်လို့အောင်ဇေယမင်းဆေးတိုက်ကအမြဲမပြတ်ဘုရားကြီးတော်တို့ဆွန်အမြဲတူလို့ရှိပါတယ်ယောဂီများချမ်းသာစွာပွားများနိုင်အောင်တောကြောင့်မှလည်းပဲ14-15သိန်းလောက်သူတို့လှူထားကြပါတယ်ထို့ကြောင့်အောင်ဇေယမင်းဆေးတိုက်မိသားစုဒီနေ့ဆွမ်းတဲ့ကဆွမ်းမများဆွမ်းနဲ့ဆက်တဲ့ပုဂ္ဂိုလ်များဘေးအန္တရာယ်ကင်းရှင်း၍ယာရုဂုံသိမ်းစည်းစိမ်ဥစ္စာအတိလိမ္မာများတနေ့တခြားဒီလာကဲ့သို့တိုးပွားကြပါစေကိုယ်စိတ်နဲ့ဖျားဖေးရန်ကွာကြမ်းမှချမ်းသာကြပါစေသာသနာပြုမြတ်တောင်းမှုနေတိုင်းပြုနိုင်ကြပါစေကုသိုလ်ပြုရင်ဉာဏ်ပွင့်လင်းလက်ငင်းချမ်းသာကြပါစေမေတ္တာပထမများသုံးလောင်းပြီးတော့မြင်ဆက်စွာထုံးပေးသုံးဆောင်တော်မူကြပါရှင်မြတ်တို့ဖျားပြတော့မနေ့ကဆိုရင်လည်းပဲအောင်ဒုက္ခစီဆက်ဒီလိုထင်ပါတယ်မြန်မာနိုင်ငံမှာမင်္ဂလာပြုဟာအသင်းကြီးသာမဏေကျော်ဓမ္မဗိမာန်မြန်မာနိုင်ငံဘာသာရေးလောကမှာဥက္ကဋ္ဌအဖြစ်နဲ့ဆောင်ရွက်နေတဲ့နော်ဒီတက်ရှင်သာမဏေကျော်1130ဖြည့်ပါတယ်အဲ့ဒီစာမေးပွဲကြီးမှာဥက္ကဋ္ဌဖြစ်တဲ့မြင်းညာတထေဦးအောင်ရှင်သာမဏေကျော်ဓမ္မဗိမာန်ဥက္ကဋ္ဌအရှင်သနဂါပိဝန္ဒဆရာတော်ဘုရားကြီးခန္ဓာဝန်ကျောင်း၌တည်တဲ့အခါမှာတန်ခါ150 200ကစပြီးတော့စီပေပါလိုက်ပဲအိတ်လိုက်ကားစီးတိုက်လိုသလောက်လှူဒန်းခဲ့တဲ့ပ
ကာသနာမဖက်သာသနာမှာတကယ်လိုအပ်ချက်ထိမိအောင်သာသနာပြုတဲ့တရားကြီးမနေ့ကရောက်လာပါတယ်ဗျာဖျားပြီးတော့စဟောနေတုန်းပဲရောက်ပါတယ်အဲ့တော့ဆရာတော်ဖျားများယောဂီများနဲ့ဖျားပြီးတော့မိတ်ဆက်မပေးရပါဘူးမပေးလိုက်ရပါဘူးအဲ့တော့မနေ့ကဒီရန်ငင်းအင်းရင်ရိတ်တာမှာနော်တရားဘာဝနာရှိမှပွားများဖို့အခန်းတစ်ခန်းလှူဒါန်းပါတယ်ဗျာအမှန်ဝမ်းမြောက်စရာကောင်းပါတယ်ရှင်ဘုရားများတရားလျှောက်ကြတာကြားတော့တရားတွေကလည်းအမှန်တိုးတက်နေကြပြီဗျာနော်အမှန်ဝင်းသားတယ်ဗျာဝေယဝဆဆောင်ရတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒါစနေနာတွေဒါဗျာနော်ရဟန်းတော်တွေကဘယ်နှပါးများကြံသေးတော့အမျိုးသားတွေကအမျိုးသမီးတွေကဘသူတွေဘလို့တော့အမြဲတမ်းစနေနာပြီးတော့တရားတွေကောင်းတော့ဝင်းသားကြတယ်ဗျာနော်မပင်မညဘူးဗျာချက်ရပြုတ်ရဝေယဝဆဆောင်ရတာနော်ဒီရက်လောက်ဆိုရင်တော့ဖျားပြောလို့ပရိတ်တွေခါထားတွေအော်ကျဲနဲ့ရွတ်ပြီးတော့ရှ िख ိုးတဲ့ပုဂ္ဂိုလ်တွေမရှိတော့ပါဘူးထင်ပါတယ်ဗျာအကယ်၍များရှိသေးတယ်ဆိုရင်ကိုယ်အခန်းထဲမှာမရွတ်ပါနဲ့မရွတ်ဖဲမနေနိုင်ဘူးဆိုရင်နော်ဟောဒီဓမ္မယုံထဲမှာနော်မတိုးမကျယ်လေးပေါ့ဗျာစိတ်ကျေနပ်ယုံလာပြီးတော့အတန်ထွက်ဖျားဝတ်တက်နိုင်ပါတယ်နော်ကိုယ်အခန်းထဲမှာတော့အတန်ထွက်ဖျားဝတ်မတက်ပါတော့နဲ့နော်အဲ့ဒါလိုရွတ်တာဖတ်တာတွေကအရာထဲမှာအယံကုသိုလ်ရတယ်ဖေ။နော်ရိတ်တာတွေရောက်တော့အဲ့ဒီကုသိုလ်ကသေးသေးလေးဖြစ်သွားတာဖေ။နော်တရှူတစ်ချက်ရှုမှတ်တဲ့ကုသိုလ်နဲ့တဏှာကြီးရွတ်ဖတ်တဲ့ကုသိုလ်နော်တရှူတစ်ချက်ကတော့ပိုကောင်းပိုမလားမသိပါဖေ။အဲ့ဒါကြောင့်ရွတ်တဲ့ဖတ်တဲ့ပုဂ္ဂိုလ်တွေဒီချိန်မှာမရှိသင့်တော့ဘူးဖေ။နော်ပဋိစိတ်တဲ့ပုဂ္ဂိုလ်တွေမရှိသင့်တော့ဘူးဖေ။နော်အမတန်တရားတွေကောင်းနေပါတယ်။နောက်တစ်ခုဖျားပြီးတော့များလျှောက်ချင်တာကမုံရဆေးရုံအုပ်သမားတော်ကြီးဒေါခင်လေးငယ်ဒီမှာ3 သိန်းခွဲလောက်လှူပြီးပြီဖေ။နော်ရန်ကုန်ကအဲ့တော့ခုလည်းပဲသူလှူခြင်းနေတုံးပဲဘယ်နှမ်းမှလစ်လပ်နေသလဲမီးလိုသလားရေလိုသလားဆရာတော်တန်ဃာတော်များအတွက်လိုသလားသူ့မှာသရာတရားတွေဖြစ်နေတယ်အမှန်တန်ကောင်းတဲ့သရာတရားတွေပါဖေ။သို့တော်လည်းပဲသရာတရားသံတဲ့ပုဂ္ဂိုလ်တွေကတရားထိုင်ရင်းနဲ့အလှူပေးနေတတ်တယ်ဖေ။ဆရာမကြီးအဲ့ဒါလေးတရားထိုင်ရင်းနဲ့တော့အလှူမပေးပါနဲ့နောက်တော့လဲလှူကြတာပေါ့နော်နောက်ပညာတတ်တဲ့ပုဂ္ဂိုလ်တွေရောက်တော့လဲတရားပညာဖေနော်ပညာတတ်တဲ့ပုဂ္ဂိုလ်တွေရောက်တော့ဘာဖြစ်ပြန်လို့ဆိုတာသူများပြောတာမဟုတ်ပြကိုယ်ပြောတာကိုယ့်ဟာကိုယ်ပြောတာအမလီတရားဟောနေလိုက်တာမိတ်ဆွေတွေကိုနော်ပညာတတ်တဲ့ပုဂ္ဂိုလ်များတရားထိုင်ရင်းနဲ့အမှတ်တွေလွတ်ပြီးတော့တရားဟောနေလိုက်တာ15မိနစ်20လောက်ကြာမှငါအမှတ်တွေလွတ်ကုန်အဲ့လိုလည်းဖြစ်တတ်ပါတယ်ဗျာတတိပြုဖို့ပါနော်အခုတော့တော်တော်လေးသမာဓိကောင်းနေကြပြီလို့တခါကြီးတဖျားပြီးတော့ယုံကြည်ပါတယ်ဗျာနော်နောက်တရားဟောရုံနဲ့မကဘူးကျမ်းနေပြုတ်နေလိုက်တာအဟုတ်ကိုပြုတာထိုင်ရည်တဲ့လျှောက်ရေးပြီးတော့နော်အဲ့တော့စာမရေးပါနဲ့ဖျားစာမဖတ်ပါနဲ့ဖျားဆရာတော်ဖျားကြီးဟောကြားတဲ့တရားတွေကိုမှတ်စုဆွမ်းစားပြီးတော့တဏှာကြီးလောက်နော်နားချိန်လေးပေါ့တကယ်နားချိန်မဟုတ်ပါဘူးအဲ့တော့မိမိတနေ့တာတွေ့ရှိတဲ့တရားအတွေ့ယုံတရားကြီးကတအုပ်ထားပါမယ်ဆရာတော်ဖျားကြီးဟောကြားတဲ့တရားတွေမိမိမှတ်သားမိတယ်များတရားမှတ်စုကတအုပ်နော်စွန့်ဖုံးပေးပြီးတဲ့နောက်နော်တပည့်တော်တို့ဒီဆုံးစိတ်ဖြေတဲ့အနေနဲ့တဏှာကြီးလောက်နားနေအဲ့ဒါလိုမှတ်နိုင်ပါတယ်ဖျားနော်အမှန်ဝန်သားစရာကောင်းပါတယ်တရားတရားတွေပညာတွေအမတန်ထက်လာတာပါဖျားနော်ဘာလို့သီလဝိတ္တုဖြစ်နေပြီစိတ်တဝိတ္တုဖြစ်နေပြီရဟန်းတော်ရှင်များတော့ဖျားပြီးတော့များထူးလျှောက်ကြမလို့ဖျားနော်နေ့စဉ်ဒေသနာတစ်ချိန်နှစ်ချိန်ကြားပါဖျားပစင်းငယ်များဖျားနော်မိနေမှာဆိုလို့ပါအမှန်ဝန်သားတယ်ဖျားနော်တခါကြီးခုလိုလျှောက်နေတာဆရာတော်တန်ဃာတော်များအတွက်မဟုတ်ပါဖျားအရှင်ဖျားများပရိယတ်တိရောပฏิပတ်တိရောအထိုက်လျော်ပြည်စုံလူသားပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဖျားပြီးတော့ရဲ့လူယောဂီအမျိုးသားမျိုးသမီးယောဂီများအတွက်လျှောက်ထားပြောကြခြင်းဖြစ်ပါတယ်ထို့ကြောင့်စွန်ဖုံးပေးကိစ္စပြီးရင်အချိန်မရွေးဆရာတော်များတရားမပြီးလို့စောင့်ငှားရတာမဟုတ်ဘဲနဲ့နော်အချိန်လေးကြွနိုင်ပါတယ်ဗျာနော်တခါကြီးကိုခွင့်လွှတ်ပါဗျာမနေ့ကယောဂီများကိုညကနော်အမျိုးသမီးယောဂီများကိုမေတ္တာဘာဝနာနဲ့ပတ်သက်လို့လုပ်ပုံလေးလက်တွေ့ရှုပွားပုံလေးသင်ပြပေးတာအဲ့ဒါလေးနဲ့ဆက်ပြီးတော့ယောဂီများဖျားပြီးတော့လျှောက်ထားပါရစေပါမေတ္တာပို့တယ်ဆိုတာမေတ္တာသုံးမှာနှစ်ပါးတည်းသုံးပါးတည်းနော်အမျိုးသားအမျိုးသမီးတစ်စုံအတူအရှိမတူမရှိတစ်စုံအဲ့လိုမြတ်စွာဘုရားကနော်နှစ်ပါးအုပ်စုသုံးပါးအုပ်စု
အဲ့ဒါလို့မိမိဉာဏ်နဲ့မှယောဂီဉာဏ်နဲ့မှရှင်းတယ်လို့မေတ္တာပွားဖို့